လှချုပ်ပြီးသွားတဲ့ခြေနေပေါ့နော်ဒါကကျတော့ပြီးကို chop လုပ်တယ်မျိုးကြီးကိုကြတော့ခွဲထားလိုက်တယ်ပြီးသွားရင်ဒါကစားရဲ့အချိုမှုရဲ့ကြက်သားမုတ်ရဲ့ပြီးသွားရင်ဒီမှာဆနုတ်မုတ်ရှိမယ်ဒါကတော့ frozen shrimp this already clean သူကတန်ရှင်းလုပ်တာဖြစ်တယ်ဒါပေမဲ့ဥဟာဥစားမလုပ်ဘူး story မလုပ်ဘူးဘာလို့ဆိုဥကတခါတည်းချက်နေနေမှာ defrost လုပ်လိုက်မယ်နော်ပြီးသွားရင်ဒါကတော့ဟို capsicum မယုတ်ပွားရှိမယ်ဒီမှာကနေကြစီပဲတုံးတယ်ပါဆိုဥကတက်လို့စီမကြိုက်ဘူးကဲ CO တောင်ဖြစ်တယ်ဒဲအိုးတဲ့ကိုစီထည့်မယ်စုပ်ပြထည့်မယ်ဆင်းရဲမုတ်ထည့်မယ်ခုနအဲ့မျိုးပွားရရေးစီးပြီးတော့မှဟင်းထားဖြစ်တယ်နော်ဟိုကျွန်မမျိုးပွားကိုထည့်မယ်sorry ကျတော့ငါဖြစ်တာကောလေမြေကြီးတော့တစ်ခါရေးထည့်လိုက်တယ်အစုံလေးရတဖြည်းဖြည်းနဲ့ဟလာအခဲပြောက်ပြီးတော့လူးဤလာပြီဒါလေးနည်းနည်းလေးထပ်ကြော်လိုက်မယ်ကြော်ပြီးတော့လို့ရှိရင်အိုးချမယ်ပေါ့နော်ဥကအဲ့လိုမျိုး vegetable solution ကွာအတီးနှံလို့ရှိရင်တအားနွမ်းနေတာကိုမကြိုက်ဘူးအဲ့လိုမျိုးကျွတ်ကျွတ်လေးကွာစားရတာကိုကြိုက်တယ်ဆိုတဲ့အခါကျတော့နည်းနည်းလောက်ထည့်ပြီးတော့လို့ရှိရင်မီးပေါ်ချမယ်ပေါ့နော်so good